ဒီလူကသူ့အပေါ်အချက်ဆုံးဖြစ်ခဲ့တဲ့မိန်းကလေးကိုဆုံးရှုံးလိုက်ရပြီဆိုတာကိုတုငယ်ချင်းတွေပြန်ဆုံးကြတဲ့ပါတီပွဲမှာသူ့ရဲ့ရေးစားဟောင်းကအိမ်အောင်ကျသွားပြီလို့ကြေညာလိုက်တော့မှသိလိုက်ရတာပါတကယ်တော့လွန်ခဲ့တဲ့3ရက်ကပဲသူဟာသူ့ရဲ့ချစ်သူလင်းရန်နဲ့လက်ထပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲလင်းရန်ရဲ့အစမဖြစ်သူကမဟုတ်မမှန်တဲ့ဇလန်းတစ်ခုဖန်တီးခဲ့ပါတယ်ဒီမျိုးသမီးကအမျိုးသားစီဖုံးစစ်ပြီးသူ့မနေမကောင်းဖြစ်နေတယ်တရားသေးဖြစ်နေပြီးပြူစုမဲ့သူလည်းမရှိဘူးလို့လိန်ဖြောခဲ့တာပါဒီလူကဘာမှထားမစင်းစားတော့ပဲသူ့ရဲ့သူသမီးလောင်းကိုထားခဲ့ပြီးစေယုံကိုအပြေအလွှားတွန်းခဲ့ပါတယ်လင်းရန်ကသူမရဲ့သူသားကသူမကိုပစ်သွားတာကိုမြင်လိုက်ရတဲ့အခါမင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ရုံကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးမင်္ဂလာပွဲကိုလာတဲ့ဧည့်သည်တွေကလည်းသူမကိုစားပြီးလောင်ပြောင်ကြပါတော့တယ်တချို့ကလည်းသူမဟာတကယ်မိသားစုတောင်မရှိတဲ့ငွေစားသမီးလေးတယောက်ပဲလို့ပြောကြပါတယ်တခြားသူတွေကလည်းသူမကိုဘယ်သူမှလက်ထပ်မှာမဟုတ်တော့ဘူးလို့ဆိုကြပါတယ်ဒါတွေကိုကြားလိုက်ရတဲ့အခါဒီမိန်းကလေးရဲ့ရင်ထဲမှာပို့ပြီးတော့ကြေကွဲသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားတယောက်ကသူ့မရှေ့မှာပေါ်လာပြီးကျွန်တော်ကိုလက်ထပ်မလားဒါမှမဟုတ်လူတွေရဲ့လောင်ပြောင်မှုကိုပဲဆက်ပြီးခံနေတော့မလားလို့မေးလိုက်ပါတယ်အစားပိုင်းမှာတော့ဒီမိန်းကလေးကဒါကိုနောက်ပြော့နေတာလို့ထင်ခဲ့တာပါဒါပေမဲ့လက်ထက်ထိန်ကားမှုလို့အရေးကြီးတဲ့ကိစ္စမျိုးကိုသူဘယ်တော့မှနောက်မှမဟုတ်ဘူးလို့ဒီလူကပြောလိုက်တဲ့အခါမှာတော့သူမကသဘောတူလိုက်ပါတယ်ဒါပေမဲ့ဒီမိန်းကလေးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့အမေဖြစ်သူကသူမကိုပါရိုက်ပြီးအိမ်ဘောကနင်းချမယ်လို့ချိန်ချောက်ခဲ့ပါတယ်သူမရဲ့အဖေကလည်းသူမဟာသူသမီးမဟုတ်ဘူးလို့ပြောခဲ့ပါတယ်စကားများနေကြရင်နဲ့ဒီမိန်းကလေးဟာလေကားဘောကနေလိန်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခုနကအမျိုးသားကသူမရှိမှတက်ခါပြန်ပြီးရောက်လာခဲ့ပါတယ်သူကသူမရဲ့မိသားစုကိုလင်ရန်ဟာအခုကျွန်တော်ရဲ့ဇနီးဖြစ်နေပါပြီခင်ဗျားတို့ထဲကတယောက်ယောက်ကသာသူမကိုထိုက်ခိုက်အောင်လုပ်မယ်ဆိုရင်နောက်ဆက်တွဲရလက်တွေကိုခင်ဗျားတို့ကြိုက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါသူမရဲ့မိသားစုဝင်တွေအကုန်လုံးအံသွားကြပါတယ်ဒီလိုဟာတကယ်တော့အင်အားကြီးမားတဲ့မိသားစုတကူရဲ့အမွေစက္ကန့်တို့ဖြစ်နေမှတီးသွားတဲ့အခါမှာတော့သူတို့ရဲ့အမူအရာတွေကချက်ချင်းကိုပြောင်းလဲသွားပါတော့တယ်သူမကိုအိမ်ပေါ်ကနင်းချချင်နေတဲ့သူတွေကမေးအခုတော့သူမကိုသူတို့မိသားစုဝင်အဖြစ်သတ်မှတ်ဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့ဒီလူကတော့လင်းရန်ဟာကျွန်တော်ရဲ့ဇနီးပါအခုကစားပြီးကျွန်တော်အိမ်ကသူမရဲ့အိမ်ပဲကျွန်တော်ပဲသူမကိုစောင့်ရှောက်သွားမှာပါလို့ပြတ်ပြတ်သားသားပြောလိုက်ပါတယ်အခုတော့နောက်ထပ်အပိုင်းကိုကြည့်ဖို့လိုက်လေးပေးခဲ့ကြပါအောင်နော်